ကဲဒီမှာနော်အားလုံးမျောနေကြတဲ့တသိန်းကျော်နော်ခဏရောက်ပြီလားမေးတယ်ပစ္စည်းကကုန်တာအရန်မြန်တယ်မြန်လေးဝယ်ထားမှရမယ် तू ကဘက်ထရီပါဝါ9000ပါတယ်ဒီနားလေးမှာစင်ကတ်ထိုးလို့ရတဲ့အတွက်ကြောင့်မလို့ဖုန်းပြောလို့လည်းရတယ်နော် Facebook တွေ YouTube တွေလည်းကြည့်လို့ရပါတယ်ရှင်နော်မျက်နှာပြင်ကလည်းအပြားကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုယ့်အိမ်မှာနေတဲ့အဖေမေတွေအဖိုးဘွားတွေအတွက်လည်းဝယ်ပေးလို့သင့်ပါတယ်တသားမမီလေးတွေလည်းမျက်စိထိခိုက်မှာမပူပါဘူးပေါ့နော်ဒီကောင်လေးကအခု promotion အနေနဲ့ဒီကောင်လေးကိုဝယ်လိုက်ပြီးဆိုတာနဲ့ပေါ့နော်အမားတို့ဘက်ကနေပြီးတော့မုံဘိုး1000ပြန်ပေးမယ်အပြင်လက်ဆောင်3မျိုးပါရအောင်မယ်ရှင်လက်ဆောင်3မျိုးဆိုတာလည်းဒီပေါ့နော်အချမ်းမရန်ခံတဲ့ဒီ16000နဲ့စာအုပ်ပုံစံဖုန်းမိတ်ကာပါလေးလည်းထည့်ပေးမယ် UV ကလည်း 3D မှမကွဲအထူကတ်ပေးမယ်ရှင်နော်အဲ့တော့မြန်လေးဝယ်ထားမှရမယ်ကုန်တာအရန်မြန်ပါတယ်တသိန်းကိုပါလေးပဲစွန်းတယ်နော် तू ကအဲ့တော့ကကျတော့မှားခြင်းနေဆိုရင်နော် comment မှာဖုန်းနံပါတ်လေးချပေးထားတယ်ရှင်နော် comment ကဖုန်းနံပါတ်